ချစ်စရာကောင်းတဲ့ကြောင်လေးတစ်ကောင်ကိုမွေးစားလိုက်မိရာကနေအပိတ်လောင်ကြောက်တတ်တဲ့မိန်းကလေးတစ်ယောက်ဘလို့အိမ်မက်စရိုးနဲ့ရင်ဆိုင်ရမလဲဆိုတာတကယ်ကိုရှင်တမမနဲ့စောင့်ကြည့်ရမယ်စကားတကားပိတ်သွားတိုင်းသေမလောက်ကြောက်တတ်တဲ့သူမစီကိုသပင်တူတူနဲ့တရေမလေးကဘာတွေလာပြောချင်နေတယ်လဲဆိုတာကစိတ်ဝင်စားစရာပါဖြေရှာမရတဲ့မာလကီယာမှုတွေနဲ့အတူထိတ်လန့်စရာကောင်းတဲ့လှုပ်ဝက်ချက်တွေကို The Cat ဆိုတဲ့စကားလေးမှာအဆုံးထိကျွန်တော်နဲ့အတူတူကြည့်ရှုလိုက်ကြအောင်ပါဆိုယုံလို့ခေါ်တဲ့အိမ်မွေးတိရစ္ဆာန်ဆိုင်ကမိန်းကလေးတစ်ယောက်ရဲ့အကြောင်းနဲ့စတင်ထားခဲ့ပါတယ်ဆိုယုံကအိမ်မွေးတိရစ္ဆာန်လေးတွေကိုအရန်ချစ်တတ်ပြီးဂယူးဆိုင်တတ်တဲ့သူတစ်ယောက်ပါဆိုယုံကသူမရဲ့ဖောက်တဲ့တစ်ယောက်ဖြစ်တဲ့ Mrs. Lee ရဲ့အကြောင်းလေးစစ်ကီကိုအလှပြင်ပေးနေတာကိုမြင်တွေ့ရမှာပါ Mrs. Lee ကအကြောင်းလေးကိုပြန်လာယူပြီးအိမ်အပြန်ဓလေကားထဲမှာရုတ်တရက်မာလကီးရသွားခဲ့ပါတယ်ဒါကတော့တကယ်ကိုထူးဆန်းတဲ့ဖြစ်ပျက်တစ်ခုပါပဲတစ်ဖက်မှာလည်းဆိုယုံကလုံခြုံရေးတကားတွေနဲ့ပတ်သက်ပြီးစိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုကိုခံစားနေခဲ့ရပါတယ်သူမကတကားတွေပိတ်သွားရင်အသက်ရှူကျက်ပြီးတည်သွားတော့မယ်လို့ခံစားရတဲ့ယောဂကိုခံစားနေရတာပါဒါကြောင့်သူမကစိတ်ယောဂဆရာဝန်နဲ့ပြသနေရပါတယ်ဆရာဝန်ကဒီယောဂကဆေးတောက်ရုံနဲ့မပြောင်းနိုင်ပဲကိုယ့်ရဲ့ကြောက်ရွံ့မှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်မှသာပျောက်ကင်းနိုင်မယ်လို့အကြံပေးပါတယ်အဲဒီနောက်ဆိုယုံကအိမ်ပြန်တဲ့လမ်းမှာ Mrs. Lee မာလကီယာမှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးနေတဲ့ရဲတွေကိုတွေ့လိုက်ရပါတယ်ရဲရရှိဂျွန်ဆော့ကဆိုယုံရဲ့တငယ်ချင်းတစ်ယောက်ဖြစ်ပြီးဆိုယုံက Mrs. Lee ရဲ့ကြောင်လေးကိုခိတ္တခဏစောင့်ရှောက်ပေးဖို့လက်ခံလိုက်ပါတယ်ဒါပေမဲ့ဆိုယုံရဲ့အလုပ်ရှင်ကတော့မာလကီယာသွားတဲ့သူ့ရဲ့ကြောင်ကိုစိုက်မှထားတာကဖောက်တဲ့တွေကိုလှန်သွားစေနိုင်တယ်လို့ဆိုပြီးတော့လက်မခံပါဘူးဒါကြောင့်ဆိုယုံကကြောင်လေးကိုသူမရဲ့အိမ်ကိုပဲခေါ်လာခဲ့ရပါတယ်ဆိုယုံရဲ့အိမ်မှာတကားတွေအကုန်လုံးဖြုတ်ထားတာကလည်းသူမရဲ့ယောဂအခြေအနေကိုပိုပြီးတော့ထင်ရှားစေခဲ့ပါတယ်ဆိုယုံကသူမရဲ့ဖြုတ်ထားတဲ့တကားတွေအကြောင်းကိုပြောပြခဲ့ပြီးတကားပိတ်သွားရင်ကြောက်တက်လို့ရီချိုးကန်းတကားကိုတောင်ဖြုတ်ထားရတဲ့အကြောင်းမှာအဲဒီနောက်သူမကကြောင်လေးစစ်ကီကိုချစ်ချင်းနာနာနဲ့ဆောက်ရှောက်ပေးခဲ့ပါတယ်နောက်တစ်ခါမှတော့ဆိုယုံကသူမရဲ့တငယ်ချင်းဘိုဟီကိုတရိတ်ဆန်ကေယာကနေကြောင်လေးတစ်ကောင်မွေးစားဖို့ခေါ်သွားပါတယ်ဘိုဟီကအရင်ကတည်းကအိမ်မွေးတရိတ်ဆန်ကိုစွန့်ပစ်ခဲ့မှုတဲ့အတွက်သူမနဲ့မကိုက်ညီဘူးလို့ဆိုယုံကသတိပေးပါသေးတယ်အဲဒီချိန်မှာဆိုယုံကသူမရဲ့ချစ်သူဟောင်းဖြစ်တဲ့ရဲရရှိဂျွန်ဆောနဲ့တွေ့ဆုံခဲ့တဲ့အကြောင်းပြောပြပြီးသူနဲ့ပြန်အဆင်ပြေဖို့ပြောရမယ်ဆိုယုံကတော့ညှင်းဆန်ခဲ့ပါတယ်ဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့ဂျွန်ဆောကိုသတိရနေသေးပါဆိုယုံဆရာဝန်စီကိုပြန်သွားတဲ့အခါဆရာဝန်ကသူမကိုပထမဆုံးအချိန်ကောင်မလေးတစ်ယောက်ကိုမြင်ခဲ့တာကအလုံးမှာပရင်ပေါက်ကနေမြင်ခဲ့တယ်ဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်ဆရာဝန်ကဒီလိုမြင်ရတာတွေဟာအတိတ်ကစိတ်တရားတွေပြန်ပေါ်လာတာဖြစ်ပြီးကုသမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လို့မကြခင်ပျောက်ကင်းသွားမယ်လို့နှစ်သိမ့်ပေးပါတယ်ရိစန်ဂေယာမှာဘူဟီကဂေဟာမန်နေဂျာကိုကြောင်နေအများကြီးမွေးစားခြင်းတယ်လို့ပြောပြီးသူမကအလှပြည့်တင်တဲ့အတွက်လက်တွေ့စမ်းသပ်ဖို့လိုအပ်လို့ဖြစ်ပြီးဘလို့ပဲဖြစ်ဖြစ်အစားပြောက်ခံရမယ့်ကြောင်တွေကိုခေါ်ယူခြင်းအဖြစ်တော့အသက်ကယ်ပေးရရောက်တယ်လို့စင်ကြေပေးပါတယ်ဒီလိုပြောနေတော့မှပဲဂေဟာမန်နေဂျာကအနောက်မှာစူညံနေတဲ့ကြောင်တွေကိုတွားရိုက်ပြီးအော်ဟစ်နေပါတယ်ဘူဟီကဒင်ဝစ်လို့နာမည်ပေးထားတဲ့ကြောင်လေးတစ်ကောင်ကိုရွေးချယ်လိုက်ကအဲ့အချိန်မှာမီးကပြတ်သွားပြီးအမှောင်ထဲမှာဆိုရွန်းတယောက်ပုံအောင်နေတဲ့ကြောင်တစ်ကောင်ကိုလိုက်ရှာရင်းနဲ့ထိတ်လန့်စရာကောင်းတဲ့ကလေးမလေးတစ်ယောက်ကိုမြင်လိုက်ရပါတယ်ဆိုရွန်းလက်မီအော်လိုက်တော့မှမီးကပြန်လာပြီးဘူဟီလည်းရောက်လာပါတယ်ဆိုရွန်းကသူမမြင်ခဲ့တာကိုပြောပြပေမဲ့ဘူဟီကတော့ကြောင်လေးတွေစော့နေရပါလို့ပဲထင်ခဲ့ပါတယ်အဲ့ဒီချိန်မှာရဲစခန်းမှာတော့ဂျွန်ဆောနဲ့တခြားရဲတစ်ယောက်က Mrs. Lee မာလကီးရခဲ့တဲ့ဓလေကားထဲမှာမှတ်တမ်းဗီဒီယိုကိုကြည့်ရှုနေခဲ့ပါတယ်ဗီဒီယိုထဲမှာ Mrs. Lee ဟာဓလေကားထဲဝင်လာပြီးတဲ့နောက်ရုတ်တရက်အသက်ရှူကျက်သလိုဖြစ်လာပြီးကျဲမြင့်မော်လဲကျသွားတာကိုတွေ့လိုက်ရပါတယ်ရဲတယောက်ကတော့ဒါဟာ panic attack ကြောင့်ဖြစ်နိုင်တယ်လို့ခန့်မှန်းမိမယ်ဂျွန်ဆောကတော့ panic attack နဲ့မာလကီးရနိုင်တယ်ဆိုတာကိုတန်တရားဖြစ်နေတာပါဆိုတော့အိမ်ပြန်ရောက်လာတဲ့အခါသူမရဲ့အိမ်ထဲမှာထူးဆန်းတဲ့အတန်တွေကြားနေရကသူမကအတန်လာရာကိုလိုက်ရှာရင်းဂရင်အောက်ကိုကြည့်လိုက်တဲ့အခါကြောင်လေးစစ်ကီကိုတွေ့လိုက်ရပါတယ်ဆိုတော့အိမ်မှာကြောင်လေးစစ်ကီနဲ့အတူထူးဆန်းတဲ့အတန်တွေကြားရပြီးတဲ့နောက်ဂျိုဆော့ကဆိုရင်းစီရောက်လာပါတယ်ဂျိုဆော့က Mrs. Lee ရဲ့မိသားစုကြောင်ကိုပြန်မယူသေးလို့ခဏလောက်ဆက်ပြီးစောက်ရှောက်ပေးထားဖို့လာပြောတာပါဆိုယုံကလည်းသဘောတူလိုက်ပါတယ်အိမ်ညမှာပဲဆိုယုံကသူ့ရဲ့ဖခင်ရှိတဲ့စိတ်ကြမ်းမာရေးစေယုံကိုတွားခဲ့ပါတယ်သူမကဖခင်ကိုတွေးခဲ့မတောင်းမင်းဖခင်အိပ်ပျော်နေတာကိုအပြင်ကနေပဲကြည့်ပြီးပြန်လာခဲ့ပါတယ်ဆိုယုံမှာဖခင်နဲ့ပတ်သက်ပြီးပြောမပြချင်တဲ့အတိတ်ကဇလန်းတပုတ်ဖို့ရှိနေပုံရပါတယ်နောက်နေ့မှာတော့ဆိုယုံရဲ့တငယ်ချင်းဘိုဟီကသူမမွေးစားထားတဲ့ကြောင်လေးတင်ဝစ်ကိုအလှပြင်ပေးနေခဲ့တယ်ဘိုဟီကတော့ဆိုယုံကိုဂျွန်ဆောနဲ့ဘာလို့လမ်းခွဲခဲ့ရလဲဆိုပြီးမေးတော့ဘိုဟီကတော့ဂျွန်ဆောကိုသဘောကျနေပြီးဂျွန်ဆောလိုလူကောင်းတစ်ယောက်ကိုဘာလို့လက်လွတ်လိုက်တာလဲလို့မေးလာတာပါဆိုယုံကတော့သူမကလူကောင်းထက်ခက်ကြမ်းကြမ်းနဲ့စိတ်အားထက်သန်တဲ့သူမျိုးကိုပိုသဘောကျလို့ပါလို့အကြောင်းပြပါတယ်
စကားပြောနေတော့မှပဲကြောင်လေးတင်ဝဲကထွက်ပြေးသွားလို့ဘိုးကြီးကလိုက်ရှာရပါတယ်။ကြောင်လေးကိုရှာတွေ့သွားချိန်မိတွေပိတ်သွားခဲ့ပြီးအခန်းထဲမှာပစ္စည်းတွေအလိုလိုပြုတ်ကျလာခဲ့တယ်။ဘိုးကြီးလည်းလန့်သွားပြီးဆိုယုံကိုအော်ခေါ်ပါတယ်။ဆိုယုံခန်းထဲရောက်လာတဲ့အခါဘိုးကြီးကကျမ်းမြေပေါ်မှာလဲကျနေတာကိုတွေ့လိုက်ရပြီးဘိုးကြီးကိုနှိုးဝင်မယ်မရတဲ့အတွက်လူနာတင်ရင်မှာခေါ်ပြီးဆေးရုံကိုပို့လိုက်ရပါတယ်။ဆေးရုံမှာဘိုးကြီးကိုကယ်တင်ဖို့ကြိုးစားမိမယ်အချင်းလေးပါပဲ။ဘိုးကြီးမာလကီရသွားပြီလို့ဆရာဝန်တွေကအတီးပြုတ်လိုက်ကဆေးရုံမှာဆိုယုံတယောက်တည်းရှိနေချိန်ဘိုးကြီးရဲ့အလောင်းကရုတ်တရက်အသက်ပြန်ဝင်လာသလိုလှုပ်ရှားလာပြီးဆိုယုံကိုလှမ်းဖက်ပါတယ်။ဆိုယုံလဲလန့်ပြီးအော်ဟစ်လိုက်တော့မှဆရာဝန်တွေရောက်လာပြီးဘိုးကြီးကတကယ်ပဲမာလကီရသွားပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ရက်စကားမှာတော့ဂျွန်ဆော့ကဆိုယုံကိုဘိုးကြီးမာလကီရအချိန်ဘာတွေဖြစ်ခဲ့လဲဆိုတာကိုမေးမြန်းပါတယ်။ဆိုယုံကတော့သူမမြင်တွေ့ခဲ့ရတဲ့သပင်တူတုံနဲ့ကောင်မလေးအကြောင်းကိုပြောပြပေမဲ့ဂျွန်ဆော့ကတော့ဆိုယုံနေနဲ့စိတ်ကြောင်ကရန်ဖြစ်နေရလို့ပဲထင်ခဲ့ပါတယ်။ဆိုယုံအိမ်ပြန်ရောက်လာတဲ့အခါMrs. Lee ရဲ့ခင်မုန်းကကြောင်လေးစစ်ကီရဲ့ကျမ်းမာရေးမှတ်တမ်းစာအုပ်ကိုလာပေးပါတယ်။သူကကြောင်လေးကိုပြန်မလို့ကျင်တော့အကြောင်းနဲ့သူ့မိမမသေးခင်ကလည်းသပင်တူတူနဲ့ကောင်မလေးတယောက်ကိုမြင်ရတယ်လို့အမြဲပြောနေခဲ့ကြောင်းဆိုယုံကိုပြောပြပါတယ်။ဆိုယုံလည်းဒီကိစ္စတွေကကြောင်လေးဆက်ကီနဲ့ဆက်ဆက်နေတာကိုသတိထားမိသွားပါတယ်။ဆိုယုံကကြောင်လေးဆက်ကီကိုတရိတ်ဆန်ကီယာကိုတွားပို့ဖို့ဆုံးဖြတ်လိုက်ပြီးတရိတ်ဆန်ကီယာကနေအပြန်မှာဂျွန်ဆော့ကဆိုယုံကိုအိမ်အထိလိုက်ပို့ပေးလိုက်တာပါ။လမ်းမှာဆိုယုံကသူမမွေးစားလာတဲ့ကြောင်လေးတင်ဝစ်ကိုစွန့်ပစ်ခဲ့ကြောင်းဝန်ခံပြီးတော့သူမကဒီမာလကီယာမှုတွေအကုန်လုံးကကြောင်လေးနဲ့ပတ်သက်နေတယ်လို့တန်တရားရှိကြောင်းပြောပြလာပါတယ်။ဘိုးကြီးနဲ့ Mrs. Lee နှစ်ယောက်လုံးကကြောင်လေးတွေမွေးစားပြီးမှမာလကီယာသွားကြတာဖြစ်လို့ဒါဟာတိုက်ဆိုင်မှုတတ်မဟုတ်နိုင်ဘူးလို့ဆိုယုံကတော့ယုံကြည်နေခဲ့ပါတယ်။ဂျိုဆော့ကတော့လူတယောက်ကြောင်ကြောင့်တေဆုံးနိုင်တယ်ဆိုတာကိုတော့လက်မခံနိုင်သေးပါဘူး။နောက်နေ့မှတော့ဆိုယုံကဂျိုဆော့စီဖုန်းဆက်ပြီးဘိုးကြီးမွေးစားခဲ့တဲ့ကြောင်လေးတင်ဝင်းရဲ့အချက်လက်တွေကိုတရိတ်ဆန်ဂီယာမှာသွားစုံစမ်းဖို့အကူအညီတောင်းပါတယ်။ဂျိုဆော့ကလည်းဂီယာကိုစုံစမ်းကြည့်တဲ့အခါအဲ့ဒီကြောင်လေးကိုအစားဖြောက်ဖို့အစီအစဉ်နေပြီဖြစ်ကြောင်းသိလိုက်ရတာနဲ့သူတို့နှစ်ယောက်အမြန်ဆုံးတရိတ်ဆန်ဂီယာစီကိုထွက်လာခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရောက်သွားချိန်မှာတော့ဂီယာမန်နေဂျာကကြောင်လေးတင်ဝင်းကိုအစားဖြောက်ဖို့လုပ်နေပြီးဆိုယုံနဲ့ဂျိုဆော့တို့ကကြောင်လေးရဲ့ချက်လက်တွေကိုစစ်ဆေးကြည့်တဲ့အခါဒီကြောင်လေးကိုစန်ဆူးပန်းချံကနေဖမ်းလာခဲ့တာဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။ထူးဆန်းတာက Mrs. Lee ရဲ့ကြောင်လေးစစ်ကီကိုလည်းအဲ့ဒီပန်းချံကနေပဲတွေ့လာခဲ့တာပါ။ပြီးတော့အဲ့ဒီပန်းချံကနေကြောင်ရှစ်ကောင်ကိုတပြိုင်နက်ဖမ်းလာခဲ့တာဖြစ်ပြီးတော့ဒါဟာတာမန်မဟုတ်ဘူးလို့ဆိုယုံကတန်တရားဝင်သွားခဲ့ပါတယ်။ဆိုယုံနဲ့ဂျိုဆော့ကတရိတ်ဆက်ခဲ့တဲ့အဖွဲ့ကိုတွားရောက်စစ်ဆေးတဲ့အခါတော်လုံးစရာအမှန်တရားတစ်ခုကိုသိလိုက်ရပြီးတာဝန်ရှိသူကဒုံဟာတိုက်ခန်းကလူတွေရဲ့တိုက်ကြားချက်ကြောင့်အဲ့ဒီတိုက်ခန်းကအသုံးမပြုတော့တဲ့ဘိုင်လာအခန်းထဲမှာရှိတဲ့အပေါက်တွေအကုန်လုံးကိုပိတ်ပစ်ခဲ့တယ်လို့ပြောပြပါတယ်။ပြဿနာကအဲ့ဒီခန်းထဲမှာကြောင်တွေအများကြီးပိတ်မိနေခဲ့တာ။ရတရပတ်အတက်ကြမှာပြန်ဖွင့်ကြည့်တဲ့အခါကြောင်အများစုကဒေဆုံးနေကြတာဖြစ်ပြီးတော့အသက်ရှည်ကျရတဲ့ကြောင်အနေငယ်သာဆန်ဆူးပန်းချံကိုထွက်ပြေးလွတ်မြောက်သွားခဲ့ကြတာလည်းဖြစ်ပါတယ်။ဆိုယုံကမာလကီယာသွားသူအကုန်လုံးကိုပိတ်လောင်နေတဲ့နေရာတွေမှာဒေဆုံးခဲ့ကြတာဖြစ်ပြီးဒါသူတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အပိတ်အလောင်ကြောက်တဲ့ယောဂတစ်မျိုးဖြစ်တဲ့claustrophobia လိုမျိုးကြောက်ရွံ့မှုနဲ့တည်ဆုံခဲ့ကြတာဖြစ်တယ်လို့တွေးမိသွားခဲ့ပါတယ်။ဒါပြင်အသက်ရှည်ကျရတဲ့ကြောင်တွေနဲ့ဒီတည်ဆုံမှုတွေကြားမှာခိုင်မာတဲ့ဆက်ဆက်မှုရှိနေပြီဆိုတာကိုလည်းသိကြသွားစေခဲ့ပါတယ်။နောက်ပိုင်းမှာဂျွန်ဆော့ကဆိုယွန်းစီဖုန်းဆက်ပြီး Trace ကယ်ဆယ်ရေးအဖွဲ့ကကြောင်တွေကိုရှာတွေ့ခဲ့တဲ့နေရာဟာဒိုဟာတိုက်ခန်းအမှတ်904ရဲ့ဘိုင်လာအခန်းထဲမှာဖြစ်တယ်ဆိုတာကိုအတည်ပြုပေးလာပါတယ်။ဒီသတင်းကြောင့်ဆိုယွန်းတယောက်ပိုပြီးစိတ်လှုပ်ရှားသွားပါတယ်။ဆိုယွန်းအိပ်ပြန်ရောက်တဲ့အခါကြောင်လေးစစ်ကီကသူမကိုကြိုဆိုပြီးဒါပေမဲ့ဆိုရဲစိတ်ထဲမှာတော့ကြောက်ရွံ့မှုတွေကကြီးစိုးနေကနောက်တစ်ယောက်သေးရမဲ့သူကငါပဲဖြစ်ရမယ်လို့လည်းတွေးမိနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲဂျွန်ဆော့ရောက်လာပြီးဆိုယုံကိုအရှင်ကလေးကသဘောကျနေခဲ့တာဖြစ်ကြောင်းဖွင့်ပြောလာခဲ့ပါပြီ။ဆိုယုံကလည်းသူ့ကိုပြန်ပြီးချစ်ကြောင်းဖွင့်ဟပြောဆိုလိုက်ပါတယ်။အဲနောက်ဆိုယုံကဂျွန်ဆော့ကိုအရာအလုံးရဲ့အစားဖြစ်တဲ့ဘွိုင်လာအခန်းထဲကိုတွားကြည့်ဖို့ပြောလာခဲ့ကအခန်းထဲကိုရောက်သွားတဲ့အခါအဲဒီမှာတရိတ်ဆန်ဂီယာကမန်နေဂျာတေဆုံးနေတာကိုတွေးလိုက်ရပါတယ်။မန်နေဂျာကဘာလို့အဲဒီကိုရောက်နေရလဲဘသူကတက်သွားတာလဲဆိုတာကိုတော့ပဟီရီဖြစ်နေစေဖြစ်ပါတယ်။အဲဒီချိန်မှာပဲဆိုယုံကလမ်းမှာအဖွားအိုတယောက်ကိုတွေးတော့အဖွားအိုကသူမရဲ့မြီးမလေးဟီချင်းပြောင်းနေလို့လိုက်ရှာနေခဲ့တာပါ။အဖွားအိုကိုအိမ်ပြန်ပို့ပေးတဲ့အခါအဖွားအိုရဲ့အိမ်လိပ်စာဟာဒုံဟာတိုက်ခန်းအမှတ်904အခန်း401ဖြစ်နေတာကိုအံ့ဩစရာနဲ့တွေ့လိုက်ရပါတယ်။ရဲစခန်းမှာလည်းရဲတယောက်ကအဖွားအိုရဲ့လိပ်စာကိုစုံစမ်းကြည့်တဲ့အခါအဖွားအိုကသူမရဲ့မြီးလေးပျောက်ဆုံးနေကြောင်းတိုင်ကြားခဲ့ဘူးပေမဲ့နောက်နေ့မှာတော့သူမရဲ့သားဖြစ်သူကပြန်တွေးပြီးဆိုပြီးတိုင်ကြားချက်ကိုရုပ်သိမ်းသွားတဲ့အကြောင်းသိလိုက်ရပါတယ်။အဲ့ဒီရဲကဟီဂျေရဲ့ဓာတ်ပုံကိုဂျွန်ဆော့စီပို့ပေးလိုက်ပြီးဓာတ်ပုံကိုဆိုယုံစီပြလိုက်တဲ့အခါမှာတော့ဆိုယုံမြင်ခဲ့ရတဲ့သပင်းတိုတိုနဲ့ကောင်မလေးကဟီဂျင်ဖြစ်နေမှန်တေချာသွားစီခဲ့ပါတယ်။ဆိုယုံကအဖွားစီကိုပြန်သွားပြီးဟီဂျင်မမလဲလို့မေးပေမဲ့အဖွားက
ဤချင်းအိတ်နေရလို့ပဲထက်ခါတလဲလဲဖြေနေခဲ့ပြီးအဲ့ဒီအချိန်မှာအဖွားဦးရဲ့သားကရောက်လာကဆိုရုံးကိုဒေါသတကြီးနဲ့အော်ဟစ်မောင်းထုတ်ပါတော့တယ်။ဖွားဦးကသားဖြစ်သူကိုဟီချင်းကိုမရိုက်ဖို့တားမြစ်နေတာကိုကြည်ချင်းအဖြစ်တော့ဒီမိသားစုမှာကြီးမားတဲ့လှုပ်ဝက်ချက်တစ်ခုရှိနေတယ်ဆိုတာကိုထင်ရှားနေခဲ့တယ်။ဂျွန်ဆော့ဘွိုင်လာခန်းထဲရောက်သွားတဲ့အခါအဲ့ဒီမှာဟီချင်းရဲ့အလောင်းကိုတွေးလိုက်ရပြီးဆိုရုံးလဲရောက်လာကဟီချင်းလေးတေဆုံးနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့အယမ်းကိုစိတ်လှုပ်ရှားပြီးတော့တုန်လှုပ်သွားခဲ့တယ်။အဲ့နောက်အတိတ်ကိုပြန်ပြပြီးဤချင်းလေးကကြောင်လေးတွေနဲ့အတူတူကစားရင်ဘွိုင်လာအခန်းထဲကိုရောက်သွားခဲ့တာပါ။အဲ့ဒီအချိန်မှာတိုက်ခန်းကလူတွေကကြောင်တွေကိုနှိမ်နေမှုအတွက်ဘွိုင်လာခန်းရဲ့အပေါက်တွေအကုန်လုံးကိုပိတ်ဖို့ဆုံးဖြတ်လိုက်ကြပါသည်။ဤချင်းလေးထဲထဲမှာရှိနေတာကိုဘယ်သူမှမသိခဲ့ကြပဲ။ဤချင်းလေးကအော်ဟစ်အကူကြီးတောင်းပေမဲ့ကြောင်လေးရဲ့ဆူညံတန်တွေကြားမှာသူမရဲ့အတန်ကပျောက်ကွယ်တိုးဝင်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဟီချင်းလေးဟာကြောင်နေတဲ့အတူဘွိုင်လာခန်းထဲမှာပိတ်လောင်ခံရပြီးအသက်ရှူချက်ကတေဆုံးသွားခဲ့ရပါတယ်။ဟီချင်းလေးရဲ့အဖွားဖြစ်သူကလည်းဟီချင်းကိုလိုက်ရှာရဲဘွိုင်လာအခမ်းအနားကိုရောက်လာခဲ့ပေမဲ့အထက်ကနေဘာတမ်းမှမကြားရတဲ့အတွက်ပြန်လှည့်ထွက်သွားခဲ့ပါတယ်။ဟီချင်းလေးရဲ့ဝိညာဉ်ကသူမတေဆုံးခဲ့ရတဲ့ပိတ်လောင်ခံရတာမျိုးကိုတခြားသူတွေလည်းခံစားရအောင်လက်စားချခဲ့တာဖြစ်ပါတယ်။ကြောင်လေးတွေကတော့ဟီချင်းလေးရဲ့ဝိညာဉ်နဲ့အတူရှိနေပြီးသူမကိုကူညီပေးနေခဲ့ကြတာပါ။ဆိုရင်ကတော့ဟီချင်းလေးရဲ့အလောင်းကိုတွေ့ပြီးတဲ့နောက်မှာသူမရဲ့ကြောက်ရွံ့မှုတွေကိုရင်ဆိုင်ကြော်လွှားသွားနိုင်ခဲ့ပါတယ်။ဒီကျလေးရဲ့ဝိညာဉ်ကလည်းသူမကိုကယ်တင်ဖို့ကြိုးစားခဲ့တဲ့ဆိုယွန်းကိုအနေနဲ့မပေးတော့ပဲကျေးဇူးတင်တဲ့အနေနဲ့နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။ဇလန်ဆောင်ကတော့ဆိုယွန်းကစိတ်ကြမ်းရဲ့ဆေးရုံမှာရှိနေတဲ့သူမရဲ့ဖခင်ကိုတွားရောက်တွေ့ဆုံခဲ့ပြီးဖခင်ကလည်းအခြေအနေတိုးတက်လာကဆိုယွန်းကိုနားလည်ပေးလာနိုင်ခဲ့ပါတယ်။ဆိုယွန်းကဂျွန်ဆောင်တဲ့အတူဆေးရုံကနေအပြန်ဓာတ်လေကားကိုစီးလာခဲ့ပြီးသူမရဲ့ယောဂဟာလုံးဝပျောက်ကင်းသွားပြီဖြစ်ကြောင်းပြသလိုက်တာပါ။ဓာတ်လေကားတွေကိုမကြောက်တော့ဘူးပေါ့။ကားစီရောက်တဲ့အခါကားအောက်မှာကြောင်လေးတစ်ကောင်ပုံနေရကိုတွေးလိုက်ရပြီးဆိုရုံးကကြောင်လေးကိုချစ်ခင်ကျင်နာစွာနဲ့လက်ကမ်းပေးလိုက်ရင်စကားလေးကတော့ဒီမှာအဆုံးသတ်ထားခဲ့ပါလေ။